လေးများရေဆိုရင်မနေ့စောစောစီမှာယောက်ျားလေးဆိုတော့တည့်ရတဲ့အတိုင်းပဲသူတို့အရန်စိတ်အားထက်တဲ့အချိန်ဖြစ်တယ်မနေ့ခင်ပိုင်းဒါပေမဲ့ domain ကလေးတွေကြတော့မကြိုက်ဘူးတကယ်ပဲမနေ့ခင်ပိုင်းမကြိုက်ဘူးစနိုင်တော့မတောင်းဆိုစီချင်ဘူးမနေ့ခင်ပိုင်းဒီလိုကိုယ်လည်းဒါမနေ့ခင်ပိုင်းသူနေဖို့တောင်းဆိုရင်အရန်စိတ်ဆူတယ်တကယ်ပဲအဲ့လိုငင်းလာများလို့လားမသိပါဘူးအဲ့ကြောင့်မတင်ဖောက်ပြန်တော့နေဦးကျွန်တော်နေနေကိမနေတော့မှဘောရထွက်နေပြီသူ့အတွက်ကောင်းမကောင်းလဲကိုလည်းမသိဒါပေမဲ့ဖြစ်နိုင်တော့မတောင်းဆိုဖို့ပဲပြောချင်တယ်လင်မယားသွဲလို့ပြောတော့ဒါဟိုပြောတာမဟုတ်ဒါမဲ့တော့နေကိမလောက်တာတော့ကောင်းတယ်ကျမကြီးအတွက်ပြောတာကျမကြီးအတွက်စင်ပြေတယ်အဲ့နေလေးတို့နေလေးတွေပြောချင်ကောင်းပြီးတော့သူတို့ဆိုဘာမှလည်းဆောင်တော့စိတ်မရှိဘူး။ကြားလေးတွေဆိုကောင်းမှုသူတို့ကောင်းဖို့အတွက်ပဲသူတို့ကဖြစ်တယ်။ဟုတ်ဆိုရဲတယ်။ဘာမှကိုတို့ main ကလေးတွေလွယ်တယ်မလို့လားမနာဘူးထင်လို့လားမျိုးဟိုကမဖြစ်နဲ့မျိုးရဖြစ်အောင်မျိုးလက်တန်းလေးနဲ့ပဲထည့်ကြည့်ကြည့်ဘလောက်ထိနာခြင်းခံစားရလဲဆိုတာဒါမျိုးချစ်လို့တာသူချစ်လို့တာသူနာခံပြီးတော့သူဟိုဖြစ်ပေးတာလွယ်တဲ့ကိစ္စမဟုတ်ဘူး။ရှင်းနာချင်တယ်။ပြောပြတာပါကိုရဲ့မိမကိုတန်မိုးထားမလှသွားလို့ရုပ်ဆိုးရုပ်ပြတ်တာအပေါက်ချောင်သွားလို့မလှုပ်ချင်တော့လို့မလိုးချင်တော့လို့ဆိုပြီးတော့စက်ဖို့အတိကိုရှာနေတယ်ဒီစက်ဖို့အတိဟိုဖြစ်ပြီးလိုးပြီးသွားကြာရင်လည်းဒီစက်ဖို့ဟောင်းသွားမှာပဲနောက်ထပ်စက်ဖို့အတိကိုထပ်ရှာမလို့လားတူတူပဲနာမည်ပြည့်ရုံပဲရှိရကွာတုံးရင်းပဲအချိန်နဲ့ရိုင်းပဲဖြစ်သွားမှာတရားဆိုတရားတော့ပေါ့အားကြောင့်ပေါ်ရင်နာရီတွေဖောက်ပြတယ်ငါလင်လည်းငါစက်ဖို့လုံးမကောင်းလို့နေမှာပေါ့အဆောင်လို့ဖောက်ပြပေါ့ပြီးပါအဲ့နဲ့ဒါပေမဲ့မနိုင်ပြောတော့ငါတို့သူ့မပေးတာများတယ်မပေးတာများတာတို့ကြောင့်မလို့သူကိုယ်တိုင်လည်းပြောတယ်နင်လောက်လာနေတင်ပေါ့တဲ့နေမငါမပေးပဲနဲ့ခုကြောင့်ကအခုလိုဖြစ်ရတာမျိုးတော့ဘာညာဆိုတော့ငါတော့ပြပင်လိုက်သေးတယ်ပြောဘာဖြစ်ပါဦးဒါမလုပ်ရလဲဘာဖြစ်ပေါ့ခလေးရှိရခါကျခလေးပေါ်မှာပဲစိတ်တွေရောက်ခဲ့တာ哦အဲ့လိုရှိခဲ့တာပေါ့ဒါပေမဲ့ဘာဖြစ်ကိုယ့်ရဲ့မိန်းမကိုဟိုဖြစ်ပေးပါပြောချင်ဒါပေမဲ့ main ကလေးတွေကလည်းလေ့ကျင့်ခန်းလို့တကယ်ပြောတာအပေါက်ချင်းအောင်လေ့ကျင့်ခန်းလို့အားရလုံနေရပဲကိုအကြောင်းမငါပြိုသားပဲလို့ငါပြောတာငါပြိုရဲသူကခလေးတယောက်နဲ့ရတာငါပြီးတော့ခွဲမွေးတာတာသူကခွဲမွေးထားတယ်ခွဲမွေးထားတာသူခုရဲ့အမြဲတမ်း fine ကွာ it's the money every day exercise ပြောရတာပါ